ဒီပတ်ဝီကက်မှာတော့အိမ်မနီအပြင်းပြေလက်ဖက်တုပ်လေးတုပ်စားဖြစ်ပါတယ်။လက်ဖက်အစုံတုပ်ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ကော်ဖီတုပ်ခရမ်းကျင်သီးငရုတ်သီးစိမ်းတမယာသီးဂျပွန်ချောင်းနဲ့ကြက်သွန်ပြူတို့ပဲဖြစ်ပါတယ်။ကဲစတုပ်ကြမယ်နော်။လက်ဖက်ကိုကြတော့ဖြူဖြူကအရသာဝင်အောင်တခါတည်းနှက်ထားတယ်ဖြူကိုယ်တိုင်းနှက်ထားတဲ့လက်ဖက်နှက်ကိုသုံးပါတယ်။ဖြူဖြူကတော့လက်ဖက်တုပ်ဆိုပေမဲ့အစာပလာများများနဲ့ပိုကြိုက်လို့လက်ဖက်သားနင်းနင်းနဲ့ခင်းချင်ဒီကော်ဖီများများနဲ့တုပ်ပါတယ်ခင်းချင်ဒီလီးပါမယ်ပြီးရင်ကော်ဖီလီးပါမယ်ကော်ဖီကိုတော့အတက်နိုင်ဆုံးပပလေးတွေလီးပေးရပါတယ်ပြီးတော့သူကျွတ်ကျွတ်ကလေးဖြစ်အောင်လို့နိုင်ဝက်လောက်ကြိုပြီးတော့ရေခဲရေလေးစိမ့်ထားပေးပါငရုတ်သီးစိမ်းကိုနှုတ်ကလေးတွေညှက်ပါမယ်အကြိုက်ဆုံးဖြစ်တဲ့ဂျပွန်ချောင်းတွေထည့်ပါမယ်ကြက်သွန်ပြူအစင်သင်းခွာထားပြီးသားလေးတွေလည်းထည့်ပါမယ်ပြီးရင်ပဲမုံတစွန်ငံပြာရည်နည်းနည်းစားစွန်းတဝက်တာလောက်နဲ့အရသာမဟုတ်တစွန်းလောက်ထည့်ပါမယ်ချင်းချင်းလေးတုံမှမို့လို့တမယာသီး2စိတ်လောက်ညှစ်လိုက်ပါမယ်နှစ်ပြန်ကြော်ထည့်ပါမယ်စီလောင်းပြီးတာနဲ့ပါဝင်ပစ္စည်းတွေအကုန်စုံသွားပြီဆိုတော့စားတုပ်လို့ရပါပြီတခြားလေးနှံ့အောင်လို့နှဲပေးလိုက်ပါမယ်ပြပြတို့အိမ်မှာဆိုလို့ရှိရင်မမေကနေကင်းနေလေဆိုလို့ရှိရင်ဒီလိုလက်ဖက်အစုံတုပ်လေးတုပ်ပေးနေကြပါတော့အဲ့လိုလက်ဖက်အစုံတုပ်လေးရေရှင်နွေးချမ်းလေးရေထမင်းစီစံလေးကိုစလုံးကြီးနဲ့ပေါ့နော်ဇွန်းနေအများကြီးတက်ပြီးတအိမ်လုံးဝိုင်းပြီးတော့ရောစရာကြီးစားကြပါတယ်လက်ဖက်တုပ်ရင်းနဲ့အိမ်ကိုတတိယသွားပါတယ်စားချင်းစရာလက်ဖက်တုပ်လေးလည်းရသွားပါပြီတန်တန်တန်ကဲစားဖို့ပြပါတော့မယ်ဒီလိုလက်ဖက်တုပ်လေးတုပ်စားကြည့်ကြအောင်နော်ဆုံးထိချစ်ပြီလို့ချစ်စများကြီးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့ပါမယ်ရှင်ဘိုင်ဘိုင်